ကျွန်တော်မင်းသမီးလေးရဲ့ပုံပါဒီဘက်မှာလည်းမင်းသမီးလေးရဲ့ပုံပါနှစ်ပတ်လုံးမင်းသမီးလေးရဲ့ပုံအဲ့တော့မင်းသမီးလေးကိုကျွန်တော်ဘာလုပ်မလဲကြည့်တာသူ့ရဲ့အဝတ်စားတွေကိုချွတ်ပလိုက်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ magician လင်းနေပါဒီကနေ့တော့ကျွန်တော်ရန်ကုန်မြို့ပေါ့နော်ဗန်နူလာပန်းညံထဲမှာရောက်နေတယ်အပန်းပြစ်ထွက်လာတာပေါ့ထွက်လာရင်းနဲ့ဒီနေ့ကျွန်တော်တို့ဒီ magic ပညာရမှာပေါ့နော်မရှိမဖြစ်ပြရတဲ့ pattern ဆိုတဲ့ trick လေးတစ်ခုကျွန်တော်ဒါလေးပြန်ရှာတွေ့ဆိုတော့အခု pattern လေးပေါ်မှာနိုင်ငံသားသူလေးတယောက်ရဲ့ပုံဟိုဘက်မှာရောကျွန်တော်ဒီဘက်မှာရောပုံစံတူလေးပေါ့နော်ကျွန်တော်ရှင်းနေတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ magic နဲ့အင်ကြီးဝတ်စားတွေကိုချွတ်ပလိုက်ဝါဒီတိုင်းအားလို့တော့စမပြေဘူးလေနော်အဲ့တော့အင်ကြီးတွေပြောက်ဝတ်ပေးလိုက်မယ်နော်အခုအိပ်ပြက်ွက်လေးကိုတစ်ခါတည်းပြန်ပြီးတော့ formula sharing လုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီ pattern လေးလုပ်ဖို့လုံးကြီးကတော့ဒီပုံစံအတိုင်းလေးကျွန်တော်တို့ plastic ပြားသို့မဟုတ်တက်သားပြားလေးကိုပြီးလိုက်ရမယ်တက်သားကိုအရင်ဆုံး4000လေးဖြတ်လိုက်ပါဖြတ်ပြီးသွားရင်တစ်ဖက်ကိုကျွန်တော်တို့ pattern ပုံစံလေးဖြစ်သွားအောင်တစ်ဖက်ကိုအရှူးလေးပေါ့နော်ကျွန်တော်တို့ဒီထမန်ထဲတွေပိုင်းမှွေတဲ့ရောင်းမလိုပုံစံမျိုးလေးဖြစ်သွားအောင်လုပ်လိုက်ပါနော်ပြီးရင်ဒီပုံမှာကျွန်တော်တို့ကမင်းသမီးလေးတယောက်ရဲ့ပုံကို sticker ထုတ်မယ်ကတ်မယ်ဟိုဘက်မှာအဲ့မင်းသမီးလေးရဲ့ပုံပဲကျွန်တော်တို့တစ်ခါတည်းသူ့ရဲ့ sexy ပုံလေးပေါ့နော်တစ်ခါတည်းကတ်ထားမယ်ပေါ့နော်ကတ်ထားပြီးတော့ဟိုဘက်ဒီဘက်ကိုကျွန်တော်တို့ကအင်ကြီးပအောင်ပြရင်ဘယ်လိုပြမလဲအင်ကြီးမပအောင်ပြရင်ဘယ်လိုပြမလဲဆိုတော့ကျွန်တော်ဒီလက်ရဲ့သဘောတရားလေးကျွန်တော်သင်ပေးမှာဖြစ်ပါတယ်ပထမကျွန်တော်တို့လက်ညှိုးလက်မဒီလိုလေးကင်ထားမယ်ပေါ့နော်ကင်ထားပြီးလေ့ကျင့်ရမယ့်ဟာဗာလေ့ကျင့်ရမလဲဆိုတော့ကျွန်တော်တို့ကဒီဘတ်တန်လေးကိုပေါ်လက်မလေးကိုနှိမ့်လိုက်တာနဲ့တပြိုင်နက်ဒီလိုလေးဟိုဘက်ကိုပြောင်းအောင်ကျင့်ရမယ်ပြန်လှည့်ရတဲ့တပြိုင်နက်ပြန်ပြီးတော့ဒီလိုပြောင်းအောင်ကျင့်ရမယ်အဲ့ဒါလေးကဘာဖြစ်မလဲဆိုအင်ကြီးရတယ်အင်ကြီးလုံးဝပေါ့နော်ဟို sexy ပုံလေးဖြစ်သွားတာကိုကျွန်တော်ပြမကြည့်ဒါဆို sexy ပုံလေးဖြစ်သွားတယ်ပုံစံဖြစ်သွားတယ်ဒီလိုဆိုရင်အင်ကြီးပြန်ရောက်လာမယ်ဒီလိုဆိုရင် sexy ပုံလေးဖြစ်သွားတယ်ဒါဆိုရင်အင်ကြီးပြန်ရောက်လာမယ်ဆိုတော့ကျွန်တော်တို့ကဒါကိုဟိုဘက်ဒီဘက်လှည့်ပြတဲ့ခါကျရင်ဒီလိုလှည့်တယ်ဒီလိုလှည့်တယ်ဒါဆိုရင်တော့တာမန်လှည့်တာဖြစ်တဲ့အတွက်ဟိုဘက်မှာရှိတဲ့ပုံနဲ့ဒီဘက်မှာရှိတဲ့ပုံနဲ့ကျွန်တော်တို့ဟိုဘက်ဒီဘက်ပေါ့နော်သူပြလိုက်အဲ့ကြရင်ကျွန်တော်တို့ကဒီခုနလှည့်တာလေးနဲ့တွဲပြီးတော့တခါတည်းလှည့်မယ်ဒီလိုလဲလုပ်မယ်နှစ်ခုပေါင်းပြီးတော့လုပ်ရင်ဟိုဘက်ဒီဘက်ဟိုဘက်ဒီဘက်အဝတ်စားလေးပါတဲ့ပုံလေးပဲကျွန်တော်တို့မြင်ရဒီလိုလေးခါလိုက်တယ်ကျွန်တော်တို့ခုဆိုရင်ဒီမှာဝတ်စားလေးမရှိတော့ဘူးဟိုဘက်ဒီဘက်ဟိုဘက်ဒီဘက်ဒါဆိုရင်ဝတ်စားနှစ်ဖက်လုံးမပါတဲ့ပုံစံဖြစ်သွားတယ်ဒါလေးကိုမှကျွန်တော်တို့က slide နဲ့ပေါင်းမယ်ဒီဘက်လက်ကနေပြီးတော့ကျွန်တော်တို့ကလိုလေး sweat ကလိုင်းတာနဲ့လှည့်ထားလိုက်တယ်ဝတ်စားရောက်လာတယ်ဟိုဘက်ဒီဘက်ပြီးရင် sweat ချွတ်လိုက်တယ်ဝတ်စားလေးဖြောက်သွားတာမျိုးလေးကြီးအဲ့လိုလေးတွဲဖက်ပြီးတော့ပြလို့ရပါတယ်အဲ့တော့အခုပြကွက်လေးကိုတကယ်ကြီးနေလေပျော်တန်းပြန်ပြီးတော့လုံးနိုင်လိမ့်မယ်လို့ပြောနေပါတယ်ဒါလေးကတော့ pattern magic လို့ခေါ်ပါတယ်ခင်ဗျာ slide နဲ့ဒီကောင်ကပစ္စည်းကိုထူးပြလုပ်ထားတဲ့ gimmick နဲ့ပေါင်းဆက်တဲ့ trick လေးပါအားပေးကြတဲ့တကယ်ကြီးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုး magic knowledge တွေကိုကျွန်တော်ရဲ့ဒီအစီအစဉ်လေးတွေကနေပြီးတော့အများနဲ့တက်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ account လေးကိုပေါင်းလေးတွေတဲလေးတွေနှိပ်ပေးပါ follow လေးတွေလုပ်ပေးပါလို့တောင်းဆိုရင်းနဲ့ကျွန်တော်တို့ magician လေးနေဖြစ်ပါတယ်ခင်ဗျာ